အားလုံးပဲမင်္ဂလာပါအဲ့တော့ကျွန်တော်ဒီနေ့မှာရေးထားတဲ့စာကြောင်းလေး၃ကြောင်းကိုအတူတူလေ့လာကြည့်ရအောင်အဲ့ဒီစာကြောင်းလေး၃ကြောင်းထဲမှာဒီစာကြောင်းလေးဒီဘာကိုဆိုလိုတာလဲဘယ်စာကြောင်းတွေကများမှားနေလဲဒီမှာ၃ကြောင်းရှိပါတယ်အဲ့ဒါဆိုရင်ကျွန်တော်တို့အတူကြည့်ကြည့်အောင်ပထမဆုံးစာကြောင်းလေးက I like the dog ဒုတိယစာကြောင်းက I like dogs တတိယစာကြောင်းက I like dog ဒီလိုမျိုးရေးထားပါတယ်ဒါဆိုရင်ပထမစာကြောင်းမှာ I like the dog ဒါဆိုရင်မြန်မာလိုတဲ့ဘက်ကကျွန်တော်ကိုချစ်တယ်ဒုတိယစာကြောင်းမှာ I like dogs as far as ကျွန်တော်ခွေးမြောက်ချစ်တယ်တတိယမှာကျတော့ I like dog ဆိုတာခွေးပဲပေါ့ဒါဆိုရင်သူတို့ရဲ့အဓိပ္ပာယ်တွေကဘာကိုပြောချင်တာလဲပထမဆုံးစာကြောင်း I like the dog ခွေးချစ်တယ်ဒါဆိုရင်ဒီမှာဘာလဲဆိုရင် article ဘယ်လေးပါ article တဲ့ရဲ့သဘောတရားကကျွန်တော်တို့ဘာကိုပြောချင်တာလဲဆိုရင်တိကျတယ်သိကြတယ်သတ်မှတ်ထားတဲ့အရာတိကျတယ်သိကြတယ်သိကြတယ်သတ်မှတ်ထားတဲ့အရာနောက်တစ်ခုကတခုတည်းရှိတဲ့အရာတွေပေါ့ဒီလိုမျိုးပြောချင်တဲ့အခါမျိုးမှာကျွန်တော်ကတည်းထည့်ဒါဆိုရင် I like the dog ရဲ့အဓိပ္ပာယ်ကကျွန်တော်ခွေးကိုချစ်တယ်အဲ့ဒီခွေးဒီတိကျမှုရှိတယ်ဆိုလိုချင်တာကအဲ့ဒီခွေးဒီသူ့အိမ်ကခွေးဖြစ်ချင်လည်းဖြစ်မယ်ဒါပေမဲ့အခြားသူ့ရဲ့တငယ်ချင်းတယောက်အိမ်ကခွေးဖြစ်နေဖြစ်မယ်သူ့အိမ်ဘေးနားကခွေးဖြစ်ချင်နေဖြစ်မယ်သူကအဲ့ဒီခွေးကိုရေးညွှန်းပြီးပြောတယ်တိကျတဲ့ခွေးကိုရေးညွှန်းပြီးပြောချင်ဖြစ်တယ်ဒုတိယစာကြောင်းမှာ I like dogs ကျွန်တော်ခွေးများကိုချစ်တယ်ဒီမှာပါလဲဆိုရင် X လေးပါဒါဆိုရင်ခွေးများကိုချစ်တယ်ဆိုလိုတဲ့သဘောတရားကသူကခွေးချစ်တယ်အကုန်လုံးကိုသူကခွေးတွေအားလုံးကိုချစ်တဲ့ပုံစံ general ပုံစံအကြမ်းမြင်ပြောလိုက်ပုံစံ I like dogs ငါခွေးကိုချစ်တယ်ဘယ်ခွေးရဲ့လို့သတ်မှတ်ထားခြင်းမရှိဘူးခွေးမှန်တယ်များချစ်တဲ့ပုံစံမျိုးပါအဲ့ဒီတစ်ခု I like dog ဒါဆိုရင်တတိယစာကြောင်းမှာအပေါ်မှာလိုမျိုးတိကျတဲ့ article တွေလည်းမပါဘူးဒီမှာ dog မှာ x လည်းမပါဘူးအဲ့တော့သူကဘာလဲဆို dog ပဲရှိဒါဆိုရင်သူ့ရဲ့မြန်မာလိုအဓိပ္ပာယ်ကဘာဖြစ်တာလဲဆိုကျွန်တော်ခွေးချစ်တယ်လို့မဟုတ်တော့ဘူးအဓိပ္ပာယ်ပြောင်းသွားတယ်ဘာဖြစ်သွားလဲဆိုတော့ကျွန်တော်ခွေးသားကြိုက်တယ်လို့ဖြစ်သွားတယ်ကျွန်တော်ခွေးသားကြိုက်တယ်လို့ပြောဖြစ်သွားတယ် I like dogs ကျွန်တော်ခွေးသားကြိုက်တယ်ဒါဆိုရင်ဒီမှာဘယ်လဲမပေါ့ S လဲမပေါ့ဆိုရင်အဲ့ဒီကောင်မှာဘာလို့ညင်လဲဆိုအဲ့ဒီတက်တော်မှာကောင်မှာအသားကိုပြောခြင်းဖြစ်တယ်အဲ့ဒီတက်တော်မှာပြောတာမဟုတ်ဘဲနဲ့အဲ့ဒီတက်တော်မှာလေအသားကိုပြောခြင်းဖြစ်ပါတယ်ဒါဆိုရင်အားလုံးနားလည်မယ်လို့ပြောလိုက်ပါအဲ့တော့ပရမတ်စာကြောင်းမှာတိကျတည်ထားတဲ့ပါတယ်ဒါဆိုရင်အဲ့ဒီခွေကတတ်မှတ်ထားတဲ့ခွေတွေကောင်ဒုတိယစာကြောင်းမှာတော့ S ပါတယ်ဒါဆိုရင်ခွေတွေအားလုံးရင်းရင်းဖြစ်တဲ့တိကျတဲ့ခွေလို့မပြောဘူးတကယ်လို့မှလည်း they လည်းမပါဘူး S လည်းမပါဘူးဒါဆိုရင်ဒီကအဲ့ဒီခွေးကိုပြောခြင်းမဟုတ်ဘဲနဲ့ခွေးရဲ့အသားကိုပြောခြင်းဖြစ်အခြားသောတလိမ့်ဆန်တွေလိုကိုလည်းဒီပုံစံနဲ့ကျွန်တော်ရေးလို့ရတယ်ဥပမာယုံချစ်တယ်ဆိုရင် I like the rabbit ကျွန်တော်ယုံများကိုချစ်တယ်ဆိုရင် I like rabbits ကျွန်တော်ယုံသားကိုကြိုက်တယ်ဆိုရင် I like rabbit ဒီလိုမျိုးပြောရပါတယ်အားလုံးနားလည်မယ်လို့ပြောနိုင်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်